ကိုတစ်သက်အခန်းကြီး၄အခန်းငယ်16သခင်ဖျားသည်ကြွေးကြော်ခြင်းဟာဘာလို့ပြောလဲယေရှုအော်မယ်တဲ့ you will say with loud voice ကြွေးကြော်ခြင်းဘာလို့မလဲကောင်းကင်တမန်မင်းအတန်ပေးခြင်းပြီးတဲ့ခါမှာဖျားသခင်တဘိုးတော်ကိုတဘိုးမဟုတ်ခြင်းနဲ့တကွဘာလို့မလဲကောင်းကင်ဘုံမှကိုယ်တိုင်စင်သက်တော်မူ၍ခရစ်တော်၌တည်လွန်သောသူတို့သည်အူထမြောက်ကြလိမ့်မယ်စဉ်းစားကြည့်ယေရှုခရစ်တော်ဟာခရစ်တော်၌တည်သွားတဲ့သူတွေကိုသင်ချိုင်းထဲမှာဟေးသင်ပြောအဲ့လိုပြောမှထင်လား no ယေရှုကခရစ်တော်၌တည်သွားတဲ့သူတွေကိုသူလာပြီးတော့တယောက်ချင်းစီလိုက်လို့မှာမဟုတ်ကောင်းကင်ကအတန်တစ်ခုထွက်လာမယ်အဲ့ဒီအတန်ကိုတည်တဲ့ spirit တွေတည်တဲ့ body တွေဘာလို့ဆိုတည်သွားတဲ့ spirit တွေအားလုံးကောင်းကင်ရောက်သွားပြီ body ပဲကြံခဲ့တယ်အယိုးကြံခဲ့တယ်အဲ့တော့တည်သွားတဲ့ body တွေဟာဘာဖြစ်လာလဲဆိုတော့ဒီအတန်ကြားတဲ့အချိန်တို့အရင်ဆုံးအူးထမြောက်ကြမယ်တို့ထသွားတဲ့အချိန်ကြတော့မှသင်တော်အဲ့အတန်မကြားလိုက်ဘူးသင်ဟာဒီအတန်မိုက်တယ်ကွာထကြပြီထင်တယ်အဲ့လိုမဟုတ်သင်မသိလိုက်ဘူးဘာလို့အဲ့အတန်ကတည်သွားတဲ့ body တွေပဲနားလဲကျွန်တော်ပြောတာ spirit မဟုတ်ဘူးခရစ်တော်၌တည်လွန်သောသူတွေရဲ့ spirit ကပရဒိတုပုံခန္ဓာဒီခန္ဓာတွေဟာအတန်ကြားတဲ့အခါထလာဒါဆိုရင်တည်သွားတဲ့ခန္ဓာတွေကိုထစေနိုင်တဲ့အတန်အမျိုးအစားရှိသင်လိုအပ်တာပါလဲသင်ပြောတတ်ဖို့လိုတာတည်သွားသောကိုယ်ခန္ဓာပြန်ထတဲ့အတန်ရှိဒီဘုံမုတ်တာဟူးဘသူနားလဲလေဆိုတည်တဲ့ body ကနားလဲတယ်လက်ပြက်နေတဲ့လက်ကနားလဲပြန်ထွက်လာတယ်စဉ်းစားကြည့်အကျော်အတန်တွေဒါကြောင့်ကျွန်တော်တို့တစ်ခါလေတရားဟောတယ်ကျွန်တော်လူနာအောင်မဟောဘူးဒါပေမဲ့အဲ့လူနာကျွန်တော်အတန်ကိုနားလဲတယ်သူ့အနာပျောက်သွားတယ်ကျွန်တော်ဟောတာငွေကြေးပျောက်သွားတာအနာအတန်တဲ့ဘာအတန်နေ release လုပ်နေလဲဘာလို့ the word I speak is sound မဟုတ်ဘူး the word I speak is sound မဟုတ်ဘူး the word I speak is language မဟုတ်ဘူး the word I speak is spirit and life အဲ့တော့ယေရှုခရစ်တော်ဘာပြောလဲအရှင်တော်ဝိညာဉ်တော်ခံကြတော့ဟာထဲကနေလေထုတ်လိုက်တာ तू ထွက်လာတာ sound မဟုတ်ဘူးအဲ့ဒါ sound မဟုတ်ဘူးအဲ့ဒါ anointing သင်တည်သွားတဲ့ကိုယ်ခန္ဓာထစေတဲ့ sound သင်ထုတ်တတ်ရမယ်အဲ့ဒါဒီနေ့ sound နားမလဲဘူးကျမ်းစာကဒီလိုပြောတယ် singing spiritual song making melody in your heart သင်ရဲ့ spirit ထဲမှာ melody လောက်ရတာto the Lord သင်ကဘုရားသခင်တန်ကိုသင်ရဲ့ spirit ကနေသင်စပြီးသင်လုပ်တယ်သင်စကားတွေမလာသေးဘူးအဲ့သင်စကား stammering လေသင်ပြောမယ့်ဥစ္စာရှိတယ်ဒါပေမဲ့သင်က stammering ဖြစ်နေတာသင်ဘာဖြစ်တယ်လဲကျမ်းစာဒီလိုပြောတယ်အေဖခန်းကြီး9အခန်းငယ်18 19မှာဒီလိုပြောတယ်လွန်ကျူးစေတဲ့သောစပြည့်ရင်နဲ့ရင်မူးခြင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလောအဲ့သင်ဘာလုပ်မလဲသင်လည်းဝိညာဉ်တော်နဲ့ပြည့်စုံခြင်းနဲ့ဘာလုပ်ရမလဲကျမ်းစာပြောတယ် singing spiritual song making melody in your heart to the Lord ငါစိတ်နှလုံးဆူတောင်းတော့လေငါညံကိုအကျိုးမပေးငါဒီစိတ်နှလုံးနဲ့တခြင်းဆိုတော့လေငါညံကိုအကျိုးမပေးဒါဆိုစိတ်နှလုံးနဲ့ဘယ်လိုတခြင်းဆိုတာလဲ other tongues နဲ့ဆိုတာဘာလို့ဒီညံကနားမလဲသင်ရဲ့ spirit က melody create လုပ်နိုင်ရတယ် melody ဒါဆိုရင်ကျွန်တော်အခုသင် melody စလုပ်တယ်သင်ကသင်ရဲ့ melody နဲ့သင်ကျွန်တော် melody နဲ့ကျွန်တော်ဘာလို့အဲ့လိုဖြစ်လဲကျွန်တော်တို့ဟာ light မတူလို့ light က sound ကိုစေလွတ်နိုင်အသင်စပြီးတော့သင်ဟာသင်ရဲ့ spirit ထဲမှာIkarabahom tabrabasanta rabaya He ramasanta baruhanda bashanda bara Ikarabu samta bararianda rabasanta rabaya Leka bararianda bashanda barabasamta သင်ဘာလုပ်နေတာလဲလူတွေကနေအောင်တီတပါဆိုနေရတယ်ရာသင်မသိလိုက်ဘူးသင်တစ်နေ့လုံးအလုပ်ပင်ပင်မန်သွားလို့တဲ့အချိန်ဒီတခြင်းကပတ်စံသွင်းလိုက်ပြီစဉ်းစားကြည့်making melody သင်စပြီးတော့သင်ရဲ့ spirit ကနေကျူးအေးတယ်သင်ငါယောဂပြောက်ဖို့ဆူတောင်းမခံလိုက်ရအောင်သင် body မှာအနာမရှိတော့သင်အဲ့တခြင်းမဲ့ဆိုလိုက်တာ spiritual realm ထဲမှာသူ့ရဲ့ beat တွေရှိတယ်ကျွန်တော် beat တိုင်းမှာကောင်းကင်တမန်မကြွိုင်းအောင် beat တိုင်းမကြွိုင်းအောင်ဒါကြောင့်တချို့ music သင်ဖွင့်ကြည့်ကောင်းကင်တမန်တွေ join နေတယ်မထင်နဲ့မကြွိုင်းအောင် beat ရှိတယ်ဒါကြောင့်သင်တို့ spirit ဒီ music နဲ့ပဲသင်ဟာ beat ထုတ်တတ်စရာမလိုသင်ရဲ့ spirit က beat ထုတ်တတ်တယ်အဲ့ဒီ beat ကပတ်စံလာနိုင်တယ်အဲ့ဒီ beat ကအခွင့်အရေးတွေရောက်လာမယ်